ဘလောက်ပဲစေရနာရှိပါတယ်ပြောဉာဏ်မရှိတဲ့လူလို့ရင်အလွယ်အမှားဖြစ်တာပဲ50ဇတ်တေထဲမှာမြတ်စွာဘုရားဟောထားတယ်ရှိတယ်သေယောအမိတောမတိယဥပိတောရန်သူဖြစ်ပါစေကွာပညာရှိတဲ့လူကတော်တယ်တဲ့ရန်သူပဲဖြစ်ပါစေနော်မတိယဥပိတောအသိဉာဏ်ရှိမှကောင်းတယ်ရန်သူတောင်အသိဉာဏ်ရှိရင်ပေါင်းသင့်သေးတယ်လို့ဒီလိုပြောတယ်အေးမိတ်ဆွေကိုချစ်လာပါတယ်ခင်လာပါတယ်ဆိုပြီးဉာဏ်မရှိတဲ့လူသွားမပေါင်းနဲ့ဒုက္ခရောက်သွားလိမ့်မယ်အသိပညာမရှိတဲ့လူမပေါင်းနဲ့မင်္ဂလာတုတ်ထဲမှာအာတိဝနာသဘာလနာဆိုတာပညာမဲ့တဲ့လူကိုအပေါင်းအသင်အရာတူမပေးနဲ့လို့ဒီလိုဆိုလိုတာနော်ဗမာတွေကဘာလာကိုလူမိုက်လို့ပြန်လိုက်တဲ့အခါကျတော့ခိုးဆိုတိုက်ခိုက်နေတဲ့ကောင်တွေလို့အောင်းမိနေတာမဟုတ်ဘူးပညာမရှိတဲ့လူကိုပြောတာနော်ပညာမရှိရင်ဘာလာပဲအသိဉာဏ်မရှိရင်ဘာလာဘလောက်ပဲချစ်ခင်စရာခင်မင်ပွဲအားကောင်းကောင်းပညာမရှိဘူးဆိုရင်အဲ့ဒီယာရုဌာဏတရနဲ့မတန်ဘူးပေါ့လုံရင်လွယ်လွယ်မမပဲလုံကြည့်လေသားမိနှစ်ယောက်ဆံဖို့နေတာပဲကြည့်ဒီဇာလမ်းပဲကြည့်အမေကနှစ်ဖူးကိုမှက်ကြီးကိုက်နေလို့ငါသမီးအမေနှစ်ဖူးမှာမှက်ကြီးကိုက်နေတယ်မောင်းလိုက်စမ်းမှအနာနာရှိတဲ့ကြဘိုးရည်နဲ့နှစ်ဖူးကောက်ထုတာအမေသေးရောမှက်ကတော့ပြန်သွားတယ်အဲ့ဒါစေရနာနဲ့လုပ်တာပဲလေစေရနာကောင်းပဲစေရနာဆိုပြီးတော့သူ့ရဲ့လုပ်ရက်ကိုအကောင်းလို့ပြောလို့ရမရဘူးသူ့မှာမစင်းတတ်ဘူးလေမှက်ကတော့ပြန်သွားမှာပဲငါအမေနှစ်ဖူးကွဲပြီးသေလိမ့်မယ်လို့သူမသိဘူးလေအဲ့ဒါပညာမတတ်လို့ရှိရင်ဘာမှမသိဘူးလို့ဆိုလို့အမျှော်အမြင်မရှိဘူးစေရနာဘလောက်ကောင်းပါတယ်ပြောပညာမတတ်လို့ရှိရင်အလကားပဲလွယ်လွယ်မမတွေအကုန်လုံးမှာပဲအဲ့ဒါကြောင့်လို့ပညာဟာသိအရေးကြီးတယ်လို့